မိတ်ဆွေရာဒီကားတွေကုန်ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာအများကြိုက်တဲ့ဟာအများသုံးတဲ့ဟာအများလက်ခံတဲ့ဟာကိုပဲဝယ်ယူတာလားရွေးချယ်နေတော့လားမဟုတ်ဘူးမိမိကြိုက်နဲ့တက်တဲ့ဟာကိုပဲရွေးချယ်တာလားမိမိအဆင်ပြေတဲ့ဟာကိုပဲရွေးချယ်တာတက်တဲ့ဆိုင်ကျွန်တော်ဒီမှာရေမွေးလေးတစ်လုံးလက်ဆောင်ရတယ်ပေါ့နော်။ဘာရေမွေးလဲဆိုတော့အမှန်တော့ဒီရေမွေးကကျွန်တော်ဝယ်ဖို့လဲစီစဉ်ထားတဲ့ရေမွေးတစ်လုံးပေါ့ Stronger with you ပေါ့နော်ဒီမှာ Stronger with you duty free ရနေပြီးတော့ဒီကကျွန်တော်အခုဆရာဆိုင်ကျွန်တော်လက်ဆောင်ရတာပေါ့။အဓိကပြောချင်တာဒီလက်ဆောင်ရတဲ့ကျွန်တော်ပြောချင်တာမဟုတ်ဗျာ။ကျွန်တော်တို့ဒီရေမွေးနဲ့ပတ်သက်တော့ကျွန်တော်မှာဘာတွေရှိလဲဘာ collection တွေရှိတယ်ဆိုတော့ဒီမှာပြထားတဲ့ Versace Aero ရှိမယ်အပြီးရင် YSL1 ရှိမယ်ပြီးသွားရင်ဒီ Stronger with you ရှိမယ်ပေါ့နော်အဲ့ရေမွေး၃မျိုးလုံးဆိုရင်ကျွန်တော်မြန်မာပြည်မှာဆိုနိုင်ငံတော်ရေမွေးလို့ပြောတာအများဆုံးပေါ့နော်အများဆုံးဘာလို့လူတိုင်းကြိုက်တယ် line ပေါ်မှာဆိုရင်ဒီရေမွေးနဲ့ပတ်သက်တဲ့ review တွေကိုတော်တော်များများကြည့်လိုက်ဒါပဲဒီရေမွေးတွေကိုဟာ heavy တွေဆွပြပြီးတော့ဟာဒီရေမွေးကဘာညာအဲ့လိုတွေ heavy တွေခေါ်တာပေါ့နော်လောကနိုင်ငံတော်ရေမွေးလို့ပြောတာဗျာသိလားအဲ့တော့တကယ်ပွင့်လင်းပြောရင်ကျွန်တော်ဒီရေမွေး၃မျိုးလုံးရဲ့အနက်နေအကြောင်းပေါဝင်တဲ့ ingredient တွေအကြောင်းပြီးသွားရင်သူ့ရဲ့ဘယ်လိုနေရာတွေမှာဘယ်လိုတွေဆွတ်ကမှာကျွန်တော်ဘာ review မှမကြည့်ဘူးကျွန်တော်ရေမွေးဝယ်တော့မယ့်ချိန်တိုင်း line ပေါ်ကြည့်လိုက်တယ်ဘယ်ကောင်အရင် review များလဲပြန်တော့ဝယ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်ဘာလို့အခုဒီလက်ရှိသုံးနေတဲ့ဒီ၃မျိုးလုံးဒါနဲ့ပိုင်၃မျိုးလုံးပါအဲ့၃မျိုးလုံးကလည်းလက်ဆောင်ရတဲ့ဟာလည်းအမှန်တော့ကျွန်တော်ဝယ်ခြင်းနေတဲ့ဟာပဲအဲ့ဒါကိုကျွန်တော်ဒီလူရင်းတွေကသိတော့ကျွန်တော်လက်ဆောင်ပေးကြတယ်ဒါပဲအခုဒီ Stronger with you ဆိုလဲအဲ့လိုပဲကျွန်တော်ဝယ်ဖို့စီစဉ်နေရပါတော့ဒါပေမဲ့နည်းနည်းလေးနွေရာသီနဲ့လည်းသူကတိတ်မလိုက်ဘူးလို့ကြားတော့ကျွန်တော်မဝယ်ဖြစ်ဘူးဒါပေမဲ့လက်ဆောင်တက်တဲ့ဆိုင်ရပါတယ်ပေါ့နော်မှန်တော့ဒီဗီဒီယိုမှာကျွန်တော်ရေမွေးကြောင်းပြောချင်တာမဟုတ်အရှိမပြောခဲ့သလိုပဲကျွန်တော်မှလည်းအဲ့ဒီအချင်းရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့လူတွေရဲ့အကျင့်ဘာအကျင့်လဲဆိုတော့သူများဘာလုပ်လဲလိုက်လုပ်ချင်တယ်သူများဘာဝယ်လဲလိုက်ဝယ်ချင်တယ်သူများဘယ်လမ်းကြောင်းတွေကိုရှောက်လဲအဲ့လမ်းကြောင်းကိုလိုက်ရှောက်ချင်တယ်ပေါ့နော်အဲ့အကျင့်လေဒါကျွန်တော်တို့မြန်မာတွေတော်တော်များများမှာမတိစိတ်တဲမှာတိတ်အောင်နေတဲ့အကျင့်ဒီနေ့မှကျွန်တော်အဲ့ပထမရေမွေးနှလုံးဝယ်တဲ့အချိန်မှာကျွန်တော်ဒီအကျင့်ကိုမတွေးမိဘူးဗျာဒီနေ့မှဒီရေမွေးလေးကိုကျွန်တော် unboxing လုပ်မယ်ဆိုပြီးယူလာတဲ့အချိန်မှာအဲ့အတွေးလေးတွေးမိလို့ကျွန်တော်ဗီဒီယိုလေးရိုက်နေတာကျွန်တော်နဲ့အနည်းဆုံးနယ်ပယ်ဆိုရင်လည်းဒီကားနယ်ပယ်မှာဆိုလဲအဲ့လိုပဲဒီလူကဒီဝါဝယ်လို့လိုက်ဝယ်တာကျွန်တော်ကြုံမှုတာပြောပြရင်ကျွန်တော်တို့ရွာတွေပေါ့နော်ရွာတော်မှာအဲ့ဒါတော်တော်ချင်းရွာမဟုတ်ပါဘူးကျွန်တော်ရန်ကုန်မြို့နဲ့လည်းတော်တော်လေးနီးတဲ့ရွာအဲ့ရွာမှာဆိုအဲ့လိုပဲတယောက်က wish ဝယ်လိုက်ပြီဆိုတယောက်လုံး wish ဝယ်တယောက်က wish မဟုတ်တော့ alpha လိုက်ဝယ်တယ်ဆိုတယောက်လုံး alpha လိုက်ဝယ်အဲ့လိုသူတို့မေးကြည့်ဘာတော့ဝယ်လဲဆိုသူတို့မှအဖြေမရှိဘူးဒီလူဝယ်လို့ဒါဝယ်တယ်ဒါပဲရှင်းလေးပဲအဲ့လိုကြီးနည်းနည်းတော့စားတယ်ဗျာဟိုတော့ကိုနဲ့အတုံးတဲ့လားကိုကတကယ်အခု alpha တို့ wish တို့ဗျာကဲဟုတ်ပြီကိုနဲ့ရောတကယ်အတုံးတဲ့လားကိုနဲ့အတုံးတယ်လာလို့သူတို့သေချာမေးကြည့်သူတို့ဘာမှနားမလဲဘူးဒါဝယ်လို့ဒီလူဝယ်လို့ဒီကားဝယ်တယ်โอเคဒီလူနောက်တစ်မျိုးပြောင်းလို့သူလည်းနောက်တစ်မျိုးပြောင်းအဲ့လိုမျိုးပေါ့နော်နည်းနည်းအပြိုင်အဆိုင်စိတ်ကြီးပေါ့အဲ့လိုလည်းလိုက်လုပ်ကြတာများတယ်ဗျအဲ့တော့ကျွန်တော်အမြင်ကိုတစ်ခုပြောပြရင်တော့ဒါတကယ်တော့ကျွန်တော်တို့မသိစိတ်ထဲမှာအောင်းနေတဲ့မကောင်းတဲ့အကျင့်တစ်ခုပေါ့တကယ်ကျွန်တော်အမြင်နဲ့ပြောတာမကောင်းတဲ့အကျင့်တစ်ခုဘာလို့လဲဆိုတော့ဗျာပုံမလင်းလင်းပြောရင်ကိုယ်စုံဖြတ်ချက်နဲ့ပဲပေးရမှာဆိုလို့ကိုနဲ့အဆင်ပြေလာလောက်လိုက်အဲ့ဒါဆိုရင်မှားွားလဲတန်တယ်သူများဆုံးဖြတ်ချက်ကိုလိုက်လို့မှားွားရင်မတန်ဘူးဒါကျွန်တော်တို့ရဲ့အမြင်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ဒီကားတွေပဲရွေးချယ်တဲ့နေရာမှာလဲကျွန်တော်အမြဲမေးတယ်ဘယ်ကားမျိုးစီးတင်လဲဘယ်လိုလေးသုံးခြင်းလဲဘယ်လိုလေးလုပ်ခြင်းလဲကျွန်တော်တော့အမြဲတမ်းပြောပေးတာကတော့ဘယ်လိုလဲဆိုတော့โอเคဘတ်ဂျက်ဘယ်လောက်သုံးပါလဲโอเคဟုတ်ပြီဘတ်ဂျက်လောက်ဟုတ်ပြီပြီးသွားရင်ဟုတ်ပြီဘယ်လို site တွေကြိုက်လဲညာကိုင်းကြိုက်လားဘယ်ကိုင်းကြိုက်လားမဟုတ်ရင် salon တိုက်ကြိုက်လား SUV ကြိုက်လားမဟုတ်ရင်လည်းဒီ van တိုက်တွေကြိုက်လားမဟုတ်ရင်လည်းဒီ alpha တို့ဘာလို့ဆိုရင်လဲဒါ mini bus တွေသွားလိုက်ပြီပေါ့နော်အဲ့လိုမျိုးအဲ့လို type တွေကြိုက်လားဘယ်လိုမျိုးကြိုက်လဲအဲ့လိုမေးလိုက်တဲ့အချိန်မှာဒီ customer ဘက်ဘာပြန်ပြောလဲဆိုတော့ဈေးကတော့ဘယ်လောက်သုံးနေလဲသူရွေးချယ်တာမှန်းထားတဲ့ဈေးပေါ့နော်1000ကပေါင်းဝင်ချင်း1000ပေါင်းဝင်ချင်း2000ပေါင်းဝင်ချင်းအဲ့လိုမှန်းထားရပါပြီးမိသားစုချင်းညာဘယ်လိုရှိလဲသုံးချင်တာဘယ်မှာလဲရန်ကုန်မြို့ထဲမှာပဲလားနယ်ဘက်တွေလားအဲ့လိုမျိုးတွေမှာသူပြောလာပြီဆိုရင်တိကျကျကျွန်တော်ဒါသုံးဆိုပြီးတော့ကျွန်တော်လည်းပြောပိုင်မှာမရှိဘူးဗျအဲ့တော့ကျွန်တော်သူစဉ်းစားခွင့်လေးတစ်ခုပေးလိုက်တယ်ကဲဟုတ်ပြီဒီလိုညာကိုင်းကိုဒီလို SUV တိုက်ဝယ်ရင်တော့ဘယ်လိုရှိတယ်အကောင့်ကွက်ဆိုးကွက်ပေါ့နော်မဟုတ်ဘူးဒီဘယ်ခိုင်းကိုဒီတရုတ် brand ပဲဖြစ်ဖြစ်ကိုရီးယား brand ပဲဖြစ်ဖြစ်ပေါ့နော်သူသုံးမဲ့ amount ထဲရနိုင်တဲ့ brand ပေါ့နော်ပြီးတော့အသစ်ဆိုင်သုံးကျင်တယ်ဘယ်ခိုင်းလေးသုံးကျင်တယ်ဆိုရင်တော့တရုတ် brand တွေရှိမယ်2000မပေါ်ချင်2000အောက်ထဲမှာဆိုတရုတ် brand တွေရှိမယ်မဟုတ်ဘူးဆို2000ပေါ်3000ပေါ်မှာဆိုဒီကိုရီးယား brand တွေရှိမယ်ဂျပန်တွေရှိမယ်တော်တော်များများအဲ့နေရာမှာဗာမေးကြလဲဆိုတော့လူအများပါကြိုက်လဲသူအများဘာကားကိုသုံးကြလဲဘယ်လို option တွေရွေးကြလဲပြန်ရောင်းရင်ရောဘယ်လိုဟာတွေကလွယ်လဲပြန်ရောက်လွယ်တာတွေကပွင့်လင်းပြောရင်ဗျာအများသုံးတဲ့ဟာကိုဝယ်တော့ပြန်ရောက်ရင်လွယ်တယ်ဗျာသိလားဒါကတော့မြန်မာရှိတယ်တမယိုးကြပဲဗျာဒါအဲ့လိုမျိုးပဲနောက်တော့ဒီ 1.3 ထဲမှာပဲဖြစ်ဖြစ် engine power အကြီးထဲမှာပဲဖြစ်ဖြစ်ဘယ်ကိုင်းပဲဖြစ်ဖြစ်ညာကိုင်းပဲဖြစ်ဖြစ်လူအများလက်ခံတယ်ပြီးတော့ line ပေါ်မှာရှိတဲ့ကားလေးပေါ့နော်အဲ့အမျိုးတွေရွေးချယ်ရင်တော့ဒါကတော့ဗျာမြန်မာပြည်မှာလူအများရဲ့စိတ်ခဲပေါ်မှာတွင်းအောင်နေတဲ့စိတ်တစ်ခုဖြစ်တဲ့ပုံမှာသူများပါလို့လဲအဲ့တိုင်းပဲလိုက်လုပ်တဲ့ပုံမှာအဲ့တော့သူများကြိုက်တာဝယ်ရင်လဲကိုလည်းပြန်ရောက်ရင်သူများကြိုက်တာဝယ်ထားတဲ့ပုံမှာရောင်းအောင်လွယ်တယ်
ဒါကတော့ညင်းလို့မရတဲ့ကျွန်တော်မြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာတစ်ခုပေါ့နော်ကိစ္စတစ်ခုပေါ့ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကိုယ်တိုင်ဗျာကျွန်တော်ကိုယ်တိုင်တော့မှအဲ့စိတ်ကမသိစိတ်တွေမှာဝင်အောင်နေတာဗျာရှင်းရှင်းလေးပြောရသေးမှာဟိုရှေ့မှာဆိုလဲကျွန်တော်ဘာနဲ့နှိုင်းပါလဲရေမွေးတကယ်လဲဟုတ်တယ်ကျွန်တော်ဒီရေမွေးတွေကိုကိုယ်တကယ်ပဲကြိုက်လို့လားဒီအနံ့တွေကိုကိုယ်နဲ့တကယ်ရင်းနှီးလို့လားဆိုတော့တကယ်တော့ဘာမှမရင်းနှီးဘူးကိုလည်းမသိဘူးအဲ line ကိုကြည့်လိုက်တယ်ဗျာရေမွေးဝယ်ခြင်းနဲ့ချင်းချင်းကိုကြည့်လိုက်တော့အများကြီးလဲလိုက်လေးလာဖို့အချိန်မရှိဘူးဗျာအဲကြည့်လိုက်တယ်အော်ဘေးရေမွေးတော့ကိုနဲ့အဆင်ပြေအော်နိုင်ငံတော်ရေမွေးဆိုပြီး၃မျိုးထွက်တယ်၄မျိုးထွက်နေတယ်ဟာဟုတ်ပြီဒါလေးပဲဝယ်စုထားလိုက်ပေါ့အနံ့လေးကိုနဲ့အဆင်ပြေမှာပဲပေါ့ဆိုပြီးဝယ်လိုက်ဒါပေမဲ့အရှိနှလုံးလုံးကတော့အဆင်ပြေရပါတော့ဒါပေမဲ့ဒါလေးကတော့နည်းနည်းလေးသူကဟိုအေးတဲ့ဘက်သွားတယ်အရင် strong ဖြစ်တဲ့ဘက်မသွားဘူးဆိုပြီးတော့ကြားထားတယ်အဲ့ဒီပုံမှာကျွန်တော်ထင်တယ်ဒီနွေရာသီနဲ့တော့တိတ်လိုက်မှမသိဘူးနည်းနည်းချိုးတဲ့ဘက်သွားတယ်ဆိုတော့လေအဲ့တော့ဒါလေးကကျွန်တော်ဥမာ AC ပေါ်ဘာညာဘက်တွေထွက်တာတော့အမွင့်လဲအဲ့လိုနည်းနည်းမိုးတို့ဆောင်းတို့ရောက်မှပဲကျွန်တော်သုံးပြမယ်လို့ထင်တယ်အဲ့တော့ဗျာဟိုကျွန်တော်တို့ကားပဲဖြစ်ဖြစ်ဘယ်ပစ္စည်းပဲဖြစ်ရွေးချယ်တဲ့နေရာမှာတော့အမှန်တိုင်းပြောရရင်တော့ဗျာကိုကြိုက်တဲ့ဟာကိုနဲ့တာဟာဇာတာဖြစ်တဲ့ဟာကိုပဲရွေးချယ်စီခြင်းဒီကားတွေကြတော့ဗျာဒီကျွန်တော်တို့ကုန်ပစ္စည်းနဲ့မတူပြန်ဘူးဗျာဒီလူသုံးကုန်ပစ္စည်းနဲ့မတူဘူးဘာလို့ဆိုတော့ဈေးနည်းနည်းများတယ်သုံးရတဲ့အမောင့်နည်းနည်းများတယ်အဲ့ဒီပုံမှာလူတွေကဟိုကိုအကြိုက်တဲ့ကိုသုံးတင်တာကိုပဲပို့ပြီးရွေးကြတာများတယ်ပေါ့နော်မှန်ပါတယ်ဘာလို့ဆိုတော့ဟိုဥပမာကျွန်တော်အမြဲပြောသလိုပေါ့နော်ဒီဟာလေးရှိပြီဒါလေးဝယ်မှရမယ်ဆိုရင်တော့ဟိုကိုလည်းနည်းနည်းရှူလေရှက်လွယ်ပါဗျာငွေလိုလို့ပြန်ရောက်တာပဲဖြစ်ဖြစ်မဟုတ်လည်းကားပြောင်းစီးတာကျင်တာပဲဖြစ်ဖြစ်အဲ့ဒီချိန်ညရင်တော့ရောင်းလွယ်တဲ့ကားမျိုးလေးဝယ်ဖြည့်တာတော့ကောင်းတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအယောင်းဝယ်လို့ဖို့အတွက်ဝယ်မယ်ဆိုရင်အများကြိုက်တဲ့ကားဆိုကျွန်တော်တို့ကလက်မတွန့်မြန်မြန်ဝယ်တယ်ဈေးပေးဝယ်တယ်ဒုံတိုင်းဝယ်လိုက်တယ်သိမလားမဟုတ်ဘူးနည်းနည်းအပြောက်သေးဖြစ်တယ်နည်းနည်းလေးလူဤတယ်လူသိမ့်မကြိုက်ဘူးဆိုရင်ကားအရင်ကြိုက်နေတော့မှအဲ့ကားမျိုးကျွန်တော်နည်းနည်းနယ်ဖက်ပြီးမှဝယ်တယ်ဗျာဒါဘူးဝင်လင်းပြောတာဈေးကိုမကြောက်ဘူးငွေကြီးချစ်လုံးမွေးဆိုရင်တော့ဝင်လင်းပြောရရင်ကိုကြိုက်တဲ့ option ကိုရွေးပါလို့ပြောချင်တယ်ဘာလို့ဆိုတော့ကျွန်တော်လူငယ်တယောက်အနေနဲ့ပြောချင်တာပေါ့နော်ဘာလို့ဆိုတော့ကိုနဲ့တဟသာတာဖြစ်တယ်ကိုလည်းတကယ်ကြိုက်တယ်ကိုလည်းအသုံးပြုရတာအဆင်ပြေမဲ့ဟာမျိုးပဲရွေးပါဈေးကိုတော့အဓိကထားပြီးကြည့်ရတယ်ပြန်ရောင်းဖို့လွယ်ချင်တယ်ဆိုရင်တော့အများကြိုက်တာကိုရွေးပါလူသုံးများတာကိုရွေးပါလူကြိုက်များတာကိုရွေးပါကျွန်တော်ကိုယ်တိုင်ကလည်းဒီလိုမျိုး option တွေပေါ့နော်ဒီ composite option တွေမှာဒါတော့မှကျွန်တော်တို့ကားမဟုတ်သေးဘူးဗျာဒါဆိုရင်ဒါယူဘာမှမဟုတ်ဗျာအများဆုံးရှိမှသိန်းကနန်းလောက်ပဲရှိတဲ့ပစ္စည်းတွေမှာတော့မှကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာအများကြီးကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဗျာဒီ review တွေကိုအများကြီးလိုက်ကြည့်ဖို့အချိန်မရှိဘူးဗျာအဲ့တော့ဝင်ကြည့်လိုက်တယ်ပစ္စည်းတစ်ခုဝယ်ကြဥပမာရေမွေးဝယ်ချင်တယ်ဆိုကျွန်တော်ဝင်ကြည့်လိုက်တယ်ဘယ်ရလေးအဆင်ပြေမလဲနိုင်ငံတော်ရေမွေးဖြစ်တယ်အများသုံးတယ် okay ရပြီဒါလူကြိုက်များလို့သုံးတာ okay ဝယ်လိုက်ဒီဟာလေးလက်ဆောင်ရတာကိုကျွန်တော်ဖောက်ကြည့်ရင်းနဲ့ပေါ့နော်ဖောက်ကြည့်ရင်းနဲ့ကျွန်တော်ရှေ့မှာဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်ရိုက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကားနဲ့ပတ်သက်ပြီးတော့သိလို့ရမေးလို့ရညံ့လွာများအောင်လေးတရားပြပါရောင်းမယ်ဝယ်မယ်ဆိုရင်လည်းအောင်လေးတရားပြပါ A for only B for balance